မင်္ဂလာပါရှင်မိုးဒီနေ့ပြပြချင်တာပေါ့နော်ဖောက်ပြန်ခံရတဲ့အိမ်နောက်ရှင်အမျိုးသမီးတွေပေါ့နော်မရက်ကြီးတွေအနေနဲ့ပေါ့နော်ဒီနှစ်ခါနာမဖြစ်အောင်စူးစမ်းစီခြင်းတယ်လို့ပြောပြမယ်နော်အဲ့ဒါမိုးဒီဥပမာလေးတစ်ခုနဲ့ပြောပြမယ်ဖះရှင်လက်ထက်မှာပေါ့နော်ဒီအမျိုးသမီးလေးဟာသူ့ရဲ့အိမ်နောက်ဘက်ကဖောက်ပြန်တာကိုခံလိုက်ရတယ်နော်အဲ့လိုအိမ်နောက်ဘက်ကဖောက်ပြန်တဲ့အတွက်ကြောင့်သူဟာစိတ်ဆိုးဒေါသထွက်တယ်သူအမျက်တွေကြီးတယ်သူအယမ်းချစ်တဲ့အယမ်းတမိုးထားတဲ့ယောက်ျားသူဖောက်ပြန်သွားတဲ့အတွက်သူကဘသူ့သွားပြီးဒေါသထွက်လဲဆိုသူ့အမျိုးသားနဲ့ဖောက်ပြန်တဲ့အမျိုးသမီးကိုသွားပြီးဒေါသထွက်ပါလေဒေါသထွက်တဲ့အတွက်ကြောင့်သူကအဲ့ဒီအမျိုးသမီးထိခိုက်နေတာအောင်နီးမျိုးစုံသုံးပြီးလုပ်ပါလေနော်လုပ်တဲ့အတွက်ကြောင့်အဲ့ဒီအမျိုးသမီးကသူ့ရဲ့ပူလောင်မှုကနေ့စဉ်နေ့တိုင်းလည်းပူလောင်ရတယ်သူဟာတေဆုံးတဲ့အချိန်ထိသူ့ယောက်ျားအပေါ်မှာဆွဲလန်းတဲ့စိတ်နဲ့သူတစ်ဖက်အမျိုးသမီးကိုသူပေါ့နော်ထိခိုက်နေတာအောင်လုပ်ခဲ့တဲ့ကိစ္စတွေဆိုဘာဖြစ်သွားလဲတိလားသူဟာပိတ်တာဘဝရောက်သွားတယ်အဲ့ဒါကြောင့်မလို့မိုးပြောတာကိုရဲ့အမျိုးသားကိုချစ်ခင်မြတ်နိုးမှုဆွဲလန်းမှုကြောင့်ကိုကတစ်ဖက်သူကိုထိခိုက်နေတာအောင်သွားလုံးမိရင်ကိုကပူလောင်မှုတွေနဲ့နော်ဆွဲလက်မှုတွေနဲ့တေဆုံးသွားတဲ့ခါကျတော့ဘာဖြစ်သွားလဲကိုကပိတ်တာဖြစ်သွားတယ်အဲ့တော့ဘယ်သူနဲ့နာလဲကိုဝဲနဲ့နာတယ်ကိုကဖောက်ပြန်ခံရလို့တစ်ခါနဲ့နာတယ်တေဆုံးပြီးတော့လေကိုကပိတ်တာဘဝရောက်သွားတယ်တော့ကိုနဲ့နာတယ်ဘဝမှာနှစ်ခါတော့နာတယ်အဲ့လိုပြောရင်ဒါဆိုငါတို့ကငြိမ်နေရမှာလားလို့မေးစရာရှိတာပေါ့မဟုတ်ဘူးငြိမ်ကြမလို့ဖောက်ပြန်ခံရပြီလို့သိတာနဲ့ငါတို့ဒီဖောက်ပြန်ခံရမှုကိုဘယ်လိုလေးတွေတားဆီးကြမလဲဘယ်လိုလေးတွေထိမ့်သိမ့်ကြမလဲဘယ်လိုတွေရင်ဆိုင်ကြမလဲဆိုတာကိုအေးစစ်စစ်နဲ့ခေါင်းအေးထားပြီးဆုံးဖြတ်ပြီးရင်ဆိုင်ရမှာဆုံးဖြတ်ရမှာပါเนาะဒါကိုမိုးပြောချင်တာပါဒါကြောင့်ဖောက်ပြန်ခံရတဲ့မရေကြီးတွေအနေနဲ့ကိုယ့်ဘဝမှာနှစ်ခါနာမဖြစ်အောင်ကိစ္စတစ်ခုကိုခေါင်းအေးထားပြီးဖြေရှင်းကြပါလို့